သတင်းငတ်မို့သူမြန်မာပြည်သူတွေအတွက်ပုံမှန်နားထောင်နေကြအထီးအတန်းတွေတိတ်ဆိတ်ခဲ့တာအခုဆို10ရက်ကျော်ရှိပါပြီ။အင်တာနက်ရနေသေးတဲ့ဒေတာတွေမှာတော့ Facebook, Telegram လိုလူမှုကွန်ရက် channel တွေကနေသတင်းတွေအဆက်မပြတ်ဖတ်လို့ရနေပေမဲ့အင်တာနက်ဖြတ်တောက်ခံထားရတဲ့ဒေတာတွေမှာတော့ Jack Care Radio လေးတွေကဒေတာခံတွေသတင်းရပိုင်ခွင့်အတွက်အားကိုးရဖြစ်နေတာပါ။စကိုင်းတိုင်းဒီပဲရင်ဒေသခံတူဖြစ်သူအသက်86နှစ်အရွယ်ဦးတင်ရာကတော့ BBC, VOA နဲ့ RFA လိုရေဒီယိုအစီအစဉ်တွေကိုနားထောင်ခဲ့တာသူ့သက်တမ်းထက်ဝက်ကျော်ရှိပါပြီ။သူဟာ88အရေးခင်မတိုင်ခင်ကတည်းကမြန်မာနိုင်ငံရေးနဲ့ဒေသတွင်းအခြေအနေတွေကိုအမြဲလေးလာစောင့်ကြည့်နေခဲ့သူတူပါ။စစ်တပ်ကအာဏာသိမ်းပြီးနောက်စစ်မှတ်ဖြစ်ပွားရာဒေသတွေမှာအင်တာနက်နဲ့ဖုန်းလိုင်းတွေဖြတ်တောက်ခံခဲ့ရပါတယ်။အဲ့ဒီအချိန်ကစလို့ဇက်ကိုင်းမကွေးကရင်နီနဲ့ရခိုင်ပြည်နယ်တွေကအင်တာနက်ဖုန်းလိုင်းမရတဲ့ဒေသတွေမှာ VOA, RFA နဲ့ BBC တို့ကထုတ်လွှင့်တဲ့ရေဒီယိုအစီအစဉ်တွေကသာဒေသခံတွေအတွက်အားကိုးရဖြစ်လာပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့မတ်လ15ရက်ကထုတ်ပြန်လိုက်တဲ့အမေရိကန်သမ္မတထရန့်ရဲ့အမိန့်တင်တဲ့အတူအမေရိကန်အသံ VOA အစီအစဉ်တွေရပ်နားခဲ့ရသလိုလွတ်လပ်တဲ့အာရှအသံ RFA ရဲ့တချို့အစီအစဉ်တွေလည်းယာယီရပ်နားခဲ့ရပါတယ်။ဦးကျင်ရကတော့ရေဒီယိုသတင်းတွေအပေါ်ခေတ်ဆက်ဆက်အမိကိုခဲ့ရပုံနဲ့ပတ်သက်ပြီးအခုလိုပြောပါတယ်။စစ်တပ်ရှိရေးချင်းကာလာတုန်းကတော့တို့ရရေဒီယိုစီးကတက်ဦးတဲ့သတင်းရှိတဲ့တောင်မှမမှတ်မိဘူး။ရှိတဲ့အိမ်ကိုတရွာလုံးခဏတည်းတရက်ကွက်လုံးဆိုင်နာတောင်တယ်အဲ့ဒီသတင်းမှနားတောင်တယ်။သူတော့စစ်တပ်မြစ်ဆိုတော့ဟာပါတော့မှန်မြင်ကြည့်မလားရေဒီယိုနားထောင်မလားဝါသနာတိုက်ရင်တော့ပြောတဲ့တောင်နဲ့နေတော့ခုပြောတဲ့ဘုန်းကြီးတို့လူခဏပြောတဲ့ကျွဲတဲ့လူကတော့လူအားကိုးလို့ရတာပါ။ရတာနားထောင်နေတာဆိုတော့စိတ်ထဲကျင်တာမသိရတော့နည်းနည်းစိတ်ထဲမကောင်းတော့ပေါ့ကွာသိကျင်တာမသိရတော့လေ။အရန်သိနေကြသိရတာနားထောင်နေကြပြီ။နားထောင်တာကတော့ဘောခဏပြောတဲ့စစ်သက်ကြီးရေးချင်းကြရစစ်သိကြီးရေဒီယိုနဲ့ဓာတ်ခဲကတော့တောင်းနဲ့ထည့်ထားလောက်တယ်။တလုံးပြတလုံးဝယ်တလုံးပြတလုံးဝယ်ဘုန်းကြီးကတော့ရေဒီယိုကတော့ဆင်းတောင်းနဲ့ထည့်အဲ့လေတစ်ကောင်တောင်းနဲ့ထည့်လောက်တယ်။ရောရေဒီယိုရောအကျက်ရောပကွာအကျက်တွေတလုံးပြက်ရင်တရလုံးထဝယ်တာVOA သတင်းဌာနနဲ့ RFA အတွက်နှစ်စဉ်ထောက်ပံ့ငွေကိုစီမံကင်တွယ်တဲ့ကမ္ဘာသတင်းမီဒီယာအေဂျင်စီ USAGM နဲ့တခြားအစိုးရအေဂျင်စီ6ခုရဲ့လှုပ်ရှားဆောင်ရွက်မှုတွေကိုအ ਨੇ ဆုံးဖြစ်အောင်ထားရမယ်ဆိုတဲ့ညွှန်ကြားချက်ကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလက်မှတ်ထိုးညွှန်ကြားခဲ့တာပါ။ဒါအပြင်အမေရိကန်အစိုးရကနေထောက်ပံ့ပေးထားတဲ့နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအမေရိကန်အေဂျင်စီအဖွဲ့ USA အပါအဝင်ကမ္ဘာကိုထောက်ပံ့ပေးနေတဲ့ဖွံ့ဖြိုးရေးစီမံကိန်းအားလုံးကိုရပ်နားလိုက်တဲ့အမိန့်ကိုလည်းဇန်နဝါရီ24မှာထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီအမိန့်တွေကြောင့်လွတ်လပ်တဲ့မြန်မာမီဒီယာအများစုကိုထောက်ပံ့ပေးနေတဲ့အကူအညီတွေရုတ်တရက်ရပ်တန့်သွားပြီးတချို့သတင်းဌာနတွေရဲ့သတင်းတင်ဆက်နိုင်မှုကအကန့်အသတ်ရှိခဲ့ပါတယ်။အရင်လိုသတင်းတွေအချိန်နဲ့တပြေးညီတင်ဆက်တာကွင်းစင်းတင်ဆက်တာတွေကိုရှော့ချရတဲ့အခြေအနေကိုမြန်မာသတင်းဌာနအများစုလှုပ်ဆောင်လာရတာကြောင့်ပြည်သူတွေရဲ့သတင်းရပိုင်ခွင့်ကလည်းအကန့်အသတ်ရှိလာတဲ့အခြေအနေကိုရင်ဆိုင်နေရတာပါ။ဒါကြောင့်သတင်းရယူတဲ့ပုံစံတွေလည်းပြောင်းလဲလာတယ်လို့ပြောလာသူကစကိုင်းတိုင်းခင်ဦးမြို့နယ်ဒေသခံဦးအောင်မျိုးတမ်းပါပြည်သူတွေကလည်းဒီတော်လေးကြားကာလမှာသတင်းကိုတအားစောင့်ကြည့်ကြတယ်။သဘောတကူကဒီ DVD မစ္စည်းမဒါခစ်မီဒီယာတခုကဒါတော့ဒီမီဒီယာနဲ့ဝင်ရတာလေအဲ့ဒီလည်းအားကိုးရတယ်တခါတော့ခုနကဒီဝေးလို့အားပြီးလည်းအားကိုးတယ်ပြည်သူတွေကတော်လည်းရှိရင်အတက်ကြကိုဒီသတင်းတွေနဲ့နေသွားတာဟိုဘာကြလဲတော့ပြဒီဘယ်လိုပြောလဲနိုင်ငံရေးအားသာချက်နေပါချက်အဲ့လိုမျိုးဟိုစကားကလို့ဆောင်ကြတယ်ဒီအကုန်လုံးကဟိုမီဒီယာတွေပေါ်မှာအားကိုးပြီးပြည်သူကသိရတာ TV channel ရှိလေရောဒီကဲတဲ့တော့သုံးလည်းဆိုတော့ TV channel ရှိ TV channel ဒီအားပြီးဒီဝေးကလည်းလွင့်နေကြတော့နောက်ခုကဒီ TV တို့ Miss Ma တို့ BBC တို့ဒီနေ့ဘာလို့အဲ့ကြောင်ရောက်လွင့်နေတော့အဲ့တိုင်းကရတယ်တကယ်ကတော့မပေါ့မကောမလို့ပေါ့ရတယ်သို့တော်လည်းပဲထိထိရောက်ကြည့်တော့မဟုတ်တော့ဘောကဟိုလိုဘုန်းနေမှာဆိုရင်ကိုဒီစတိုင်းတိုင်းကြောကိုရှိုးခံမဆိုရင်ပြည့်စင်မြပြလိုက်တာလေပြည့်စင်မြကတော့ TV channel ဆိုတာဟိုတက်တော့ဟိုအားကိုကြီးမဟုတ်တော့နောက်တစ်ခါကဒီ TV channel ကဒီအားပြီးတော့မလာတော့ဆိုအဲ့အပိုင်းတွေကတော့နည်းနည်းရော့တော့ဒီစကြံနေတယ်အခုကျန်တဲ့အပိုင်းကတော့ဒီသတင်းတွေရလုံးပါပဲရတာတော့6လညနေ6နာရီအထိသတင်းနောက်6ကြီးဟာတွေကမီးမလာတော့ဆိုတော့ဟိုတော့တန်တိန်ကိုစုကြည့်ရမျိုးဆိုတာကြရင်လည်းဖွင့်မကြည့်ရမျိုးစုကြည့်ကြပါတော့8နိုင်လောက်ပဲသတင်းဖွင့်လို့ရတယ်နောက်ပိုင်းကျဟိုဘာတနေ့ကုန်သတင်းတွေတော့မကြည့်ရတော့ဘူးအဲ့အားနဲ့တရှိရပေါ့မြန်မာနိုင်ငံအနေနဲ့1948ခုနှစ်ကပြဋ္ဌာန်းခဲ့တဲ့နိုင်ငံတကာလူ့အခွင့်အရေးကြေညာစာတမ်း UDHR ကိုအဖွဲ့ဝင်နိုင်ငံအဖြစ်လက်မှတ်ရေးထိုးထားပါတယ်။အဲ့ဒီလူ့အခွင့်အရေးကြေညာစာတမ်းအပိုက်16မှာတော့ပြည်သူတအုပ်အတွက်သတင်းအချက်အလက်ရပိုင်ခွင့်ကိုအာမခံချက်ပေးထားပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကလည်းသတင်းအချက်အလက်ရယူခွင့်ကိုလူတဦးရဲ့အခြေခံရပိုင်ခွင့်ဒီမိုကရေစီစနစ်ရဲ့မရှိမဖြစ်အစိပ်ပိုင်းအဖြစ်သတ်မှတ်ထားပါတယ်။ဒါပေမဲ့ဒီမိုကရေစီဆုံးရှုံးနေရတဲ့မြန်မာနိုင်ငံလက်တွေ့အခြေအနေမှာတော့အင်တာနက်ဖြတ်တောက်မှုမီးပုံမှန်မရတာအပြင်ဖုန်းလိုင်းတွေပါဖြတ်တောက်ခံထားရတဲ့ဒေသခံတွေအတွက်ဒီအခွင့်အရေးဟာလုံးဝပျောက်ဆုံးနေတဲ့အနေအထားပါ။တချို့ပြည်နယ်အတွင်းမှာဆိုရင်လည်းတနေရာနဲ့တနေရာသတင်းအချက်လက်ပြတ်တောက်တာမှာစစ်တပ်ကလေကြောင်းကျဲချမှုတစ်ခုလှုပ်ဆောင်ရင်တော့ဘယ်နေရာမှာဖြစ်သွားလဲသိရဖို့အင်တာနက်သုံးလို့ရတဲ့နေရာကိုအပြည့်သွားသတင်းစုံစမ်းကြရတာလည်းဖြစ်ပါတယ်။အဲ့ဒီလိုနေရာတွေမှာဆိုရင်ဒေတာရင်း FM လိုရေဒီယိုအစီအစဉ်မျိုးတွေနဲ့ပုံနှိပ်ဂျာနယ်တွေကသာဒေတာကန်တွေအတွက်သတင်းစာသုံးရရင်းမြစ်ဖြစ်နေတာပါ။ဒါအပြင်လူမှုဖွံ့ဖြိုးတိုးတက်မှုရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ပညာပေးအစီအစဉ်တွေကအစားလွတ်လပ်တဲ့ရေဒီယိုတွေကနေနားထောင်ကြရတာမို့ဒီလိုမီဒီယာတွေအားနည်းသားရင်ဒေသခံတွေဟာအသက်အန္တရာယ်ထိခိုက်နိုင်ခြေရှိတယ်လို့ရခိုင်ပြည်နယ်စစ်တွေဒေသခံအမျိုးသမီးတို့ကဆိုပါတယ်ရခိုင်ကဒီအနာသိမ်းမှုတိုင်ခင်တွေကတရေအမောင်ရှာမှုဆိုတာကဒီကြုံတွေ့နေရတယ်ပေါ့နော်အင်တာနက်မရတာကကျမတို့ဒီခုနှစ်တည်းတော်တော်ကြာသွားပြီဖြစ်တယ်ရခိုင်ဒေသခံတွေကသတင်းတစ်ခုနားထောင်ရဖို့အတွက်ကိုကျမတို့ဒီအင်တာနက်မရရှိတာတွေအခက်အခဲတွေလည်းအများကြီးရှိတယ်အင်တာနက်တော့မကဘူးဖုန်းလိုင်းတွေလည်းမရဘူးပေါ့နော်ရခိုင်ဒေသမှာဒီနောက်ပြီးတော့ဒီအခုဆိုရင်ဂျာနယ်တွေတချို့ဂျာနယ်တွေအခါမေးဖြန့်ဝင်တာတွေလည်းရှိတယ်အဲ့ဒီဂျာနယ်တွေလည်းဒီအခုငွေကြေးအခက်အခဲတွေကြောင့်ရက်တက်သွားတယ်ဆိုပြီးတော့သတင်းတွေလည်းကြားရတယ်ပေါ့နော်ရခိုင်ဒေသခံတွေကသတင်းမှန်သူတို့စီကိုရောက်ဖို့အတွက်တရားရောက်ဖို့အတွက်ကိုအခက်အခဲပေါင်းများစွာရှိတယ်သူတို့ဘာမှမသိရတဲ့အခြေအနေပေါ့နော်သတင်းအချက်လက်မရချိခဲ့ဟာကအသက်အန္တရာယ်ကြီးတောင်စိုးရင်ရတဲ့အခြေအနေရှိပါတယ်ဘယ်လိုမျိုးဆိုရင်ရခိုင်မှာဆိုရင်အခုလက်တလုံးမှာကြားမယ်ထင်ပါတယ်မိုင်းပေါ့နော်ဒီပောက်ကွဲစေတဲ့ပစ္စည်းတွေစစ်လက်နဲ့အကျွမ်းအကြံပစ္စည်းတွေကိုပောက်ကွဲပြီးတော့တေဆုံးတေကျေပြက်စီးနေရတယ်ခဏကြားနေရတာလေအားလုံးပဲသိကြမှာဖြစ်ပါတယ်ဒီအရှင်တွေကကျမတို့ဒီသတင်းအချက်လက်တွေပညာပေးမှုတွေကစသည်ဒီကျမတို့ဒေသခံတွေစီကိုမရောက်ဘူးပေါ့နော်ဒေသခံတွေစီမှာပညာပေးမှုလည်းမရှိဘူးဒီစစ်လက်နဲ့အကျွမ်းအကြံတွေကိုဒီလိုကင်တွေအသုံးပြုရင်ဒီလိုဖြစ်မယ်ဆိုတာမျိုးတွေလည်းကျမတို့မှာအသိပညာပေးမှုတွေသတင်းတင်ဆက်မှုတွေမသိရတာတွေအဲ့လိုမျိုးအခက်အခဲတွေအများကြီးရှိတယ်ပေါ့နော်ဒီလိုကြအသက်အန္တရာယ်တွေလည်းစိုးရိမ်ရတဲ့အခြေအနေရှိတယ်ရှင်နေစည်းမချသတင်းတောင်များအဖွဲ့ ISF ရဲ့2024ခုနှစ်ကမ္ဘာသတင်းမီဒီယာလွတ်လပ်ခွင့်ညွှန်ကိန်းအရမြန်မာနိုင်ငံဟာနိုင်ငံပေါင်း180အနက်အဆင့်181နဲ့အနည်းအများဆုံးအဆင့်မှာရှိနေတယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်သတင်းလွတ်လပ်ခွင့်အဆိုးရွားဆုံး10နိုင်ငံနဲ့မြန်မာပါဝင်နေပြီးအဆင့်3မှာရှိနေတာပါ။ Robotic ASEAN ရဲ့ထုတ်ပြန်ချက်အရမြန်မာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်မှာသတင်းမီဒီယာ12ခုရဲ့သတင်းလုပ်ငန်းလိုင်စင်တွေကိုရုပ်သိမ်းခဲ့ပါတယ်။ဒါအပြင်သတင်းမီဒီယာသမား200ကျော်ကိုဖမ်းဆီးထောင်ချခဲ့တယ်လို့သတင်းသမား9ဦးဟာလည်းဥပဒေမဲ့တပ်ဖြတ်ခံခဲ့ရပါတယ်။လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ IBCN ရဲ့ထုတ်ပြန်ချက်အရဒီနေ့အချိန်ထိသတင်းသမား44ဦးဟာအကျဉ်းထောင်အသီးသီးမှာအကျဉ်းချခံနေရဆဲပါအခုလိုစစ်တပ်ကသတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်သူတွေကိုဖမ်းဆီးထောင်ချနေတာဟာတစ်ပတ်မှာစစ်ကောင်စီရဲ့ဝါဒဖြန့်မီဒီယာတွေအကောင့်လာအောင်လှုပ်ဆောင်နေတာဖြစ်တဲ့ဆိုတဲ့သုံးသပ်ချက်တွေလည်းရှိနေပါတယ်။လက်ရှိအကြက်တဲတွေကြောင့်လွတ်လပ်တဲ့သတင်းမီဒီယာတွေရဲ့တင်ဆက်မှုတွေရောကြလာရင်ဝါဒဖြန့် channel တွေပိုနေရယူလိုက်နိုင်တာအပြင်လူ့ခွင့်ရေးချိုးဖောက်မှုဖြစ်စဉ်မှတ်တမ်းတင်မှုအားနည်းတာတွေဖြစ်လာနိုင်တယ်လို့လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ IBCN ရဲ့အတွင်းရေးမှူးဦးတိုးစော်လက်ကသုံးသပ်ပါတယ်။သတင်းအမှန်ထုတ်တဲ့ဒီကျွန်တော်တို့လွတ်လပ်တဲ့မီဒီယာတွေထုတ်တဲ့သတင်းတွေညော့သွားရင်တော့အဲ့လိုသတင်းတွေဟာနေရာပိုယူလာတတ်ပါတယ်သတင်းတို့သတင်းမှန်နဲ့စိတ်သက်စစ်စစ်သတင်းတွေကိုတုံ့ပြန်တာအကောင်းဆုံးကတော့သတင်းမှန်နဲ့သတင်းမှန်ထုတ်ပြန်ပေးခြင်းဟာဒါအကောင်းဆုံးဖြစ်တော့လေအခုလိုမျိုးသတင်းမှန်ထုတ်နေတဲ့ကျွန်တော်တို့ professional media တိုက်တွေရောသွားတဲ့အတွက်အစောလိုမျိုးသတင်းတို့သတင်းမှန်နဲ့စိတ်သက်စစ်စစ်ဆန်တဲ့သတင်းတွေနေရာပိုရလာမဲ့အန်တရာယ်တော့ရှိပါတယ်ဂျီနိုဆိုက်ပေါ့ဗျာလူမျိုးတုံးတက်တယ်ဆိုတဲ့ဆွဆွဲချက်တွေရင်ဆိုင်နေရတာပေါ့အဲ့လိုပဲတခြားစစ်ရာဇဝတ်ပြမှုက humanity လူသားမျိုးနဲ့ရည်ကျက်ရှိရှိတပ်ဖြတ်တဲ့ဆိုတဲ့တကယ်ကြီးမားတဲ့ရာဇဝတ်ပြမှုတွေကျူးလွန်နေတာတကယ်တော့အဲ့ဒါတွေကိုဖော်ထုတ်နေတာရေးသားနေတာအဲ့ဒါတွေကတော့သတင်းဌာနတွေဗျအဲ့တော့ဆိုလိုတာဒီသတင်းဌာနတွေမရှိပါအဲ့အချက်လက်တွေကဘယ်သူမှမရနိုင်ဘူးသတင်းဌာနတွေဒါအားနေသွားလို့ရှိရင်အစောလိုမျိုးရာဇဝတ်ပြမှုတွေကိုသေချာစနစ်တကျမှတ်တမ်းတင်ထားမှုတွေအဲ့ဒါတွေပါယောနေသွားရင်တော့ဒါကျွန်တော်တို့မြန်မာပြည်မှာတကယ်တမ်းတာဝန်ရှိတဲ့လူတွေကိုဥပဒေအရ
တရားမျှတမှုရှိအောင်လက်တဲ့သတင်းဌာနတွေဆက်လက်ရှင်သန်ဖို့အမှန်တန်အရေးကြီးတဲ့ဘက်ပေါ်ပြရစီခင်ဗျာလက်ရှိအမေရိကန်သမ္မတအမိန့်တွေရဲ့နောက်ဆက်တွဲကြောင့်ကဏ္ဍပေါင်းစုံထိခိုက်တဲ့အထက်တိုင်းပြည်ရဲ့စရုပ်ထမှန်တိုင်းတာဝန်ကိုထမ်းဆောင်နေတဲ့မီဒီယာတွေပေါ်တက်ရောက်တာကပြည်သူလူထုအတွက်နားမျက်စိဆုံးရှုံးရသလိုဖြစ်နေတာပါနက်နက်ခင်းတိုင်းမှာမျက်စိနှလုံးပွင့်လို့ရေဒီယိုမိတ်ဆက်တန်တွေနဲ့နှိုးထရတဲ့ဒေသခံတွေအထက်တော့အမောင်ဖုံးတဲ့နေ့ရက်တွေတဲ့ဆက်အတုရှိမှကိုစိုးရိမ်နေကြရပါတယ်